ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာရွှေရင်ကျော်အိတ်စာတရားမေဒီစေကိုင်းမှာဆရာမများအားလုံးမင်္ဂလာပါဘားပွင့်စီရနေပြီးတော့ကျွန်တော်တို့ဒီဆရာအရှင်ဆက်ထိမ့်သိမ့်လာတဲ့စေပရီလေးပေါ့နော်အိတ်စာတရားမေဒီစေကိုင်းရဲ့ဂိုင်းကျုပ်ပရီပေါ့နော်ဒါဘားပွင့်စီရင်ခဲ့တဲ့ပရီပေါ့ကျွန်တော်တို့ရှိစေးဆရာတွေအရှင်ဆက်ထိမ့်သိမ့်လာတဲ့စေပရီပါအိတ်စာတရားမေဒီစေကိုင်းရဲ့ဆရာမများကလိုရရင်ကျွန်တော်နဲ့တူသာသနာပြုနိုင်ရန်အတွက်ကျွန်တော်ဒီပရိဒီကိုပြန်ရောင်းချပေးမယ်ပေါ့နော်။ဒါကျွန်တော်ဒီရောင်းရတဲ့အဆန်ကိုလည်းကျွန်တော်သာသနာအတွက်အသုံးပြုမှာပါ။ပရိစစ်မစစ်ကတော့ကိုယ်တိုင်လာရောက်ပြီးတော့စမ်းသပ်လို့ရပါတယ်နော်။ကျွန်တော်108လုံးစေပရိပါအိဆာတရားဂိုင်းကျုပ်ရဲ့စေပရိပါနော်။အဘာပွင့်ကိုယ်တိုင်ဒါဖော်ဆက်ထားတဲ့စေပရိပါကျွန်တော်တို့စစ်ကြောင်းအာမခံပါတယ်နော်ကိုယ်တိုင်လည်းလာရောက်စစ်လို့ရပါတယ်